အရန်နားလေတတ်တဲ့စိတ်ကတင့်ရဲ့ဘဝကိုတိတ်တိတ်ဆိတ်ဆိတ်ဖြစ်စီသွားပါလိမ့်မယ်ကျွန်တော်တို့တွေအရန်နားလေတတ်တာကလေကျွန်တော်တို့ကိုကောင်းတဲ့လူသားတစ်ယောက်အနေနဲ့ဖြစ်စေတာမဟုတ်ပါဘူးတကယ်တမ်းကျတော့ကျွန်တော်တို့ကိုဖြည်းဖြည်းချင်းဖြတ်စည်းနေတာပဲဖြစ်ပါတယ်အရင်ကတည်းကပေါ့နော်လူတိုင်းကတော့ပြောကြပါတယ်ကျွန်တော်တို့ကိုနားလည်ပေးပါရင့်ကျက်ပေးပါ be major ဆိုပြီးတော့မှပြောကြရပေါ့နော်ခွင့်လွှတ်ပေးလိုက်ပါဒါပေမဲ့ဘယ်သူမှအဲ့ဒီ course တွေပြောမယ်ဆိုရင်ကိုယ့်စီကနေဆုံးရတဲ့အကြောင်းတွေကိုမပြောကြဘူးပေါ့နော်ကျွန်တော်ရဲ့ experience နည်းနည်းလေးပြောပြမယ်ဆိုရင်ကျွန်တော်ကိုကာကွယ်ဖို့လိုအပ်ခဲ့တဲ့ခိုက်တန့်တွေရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်ကတခြားလူတွေအတွက်ပဲသွားပြီးစဉ်းစားပေးနေတာကျွန်တော်လိုအပ်ချက်ကိုကြည့်လိုက်မယ်ဆိုရင်သူတို့များစိတ်ထိခိုက်သွားမလားစိတ်နှောက်ယှက်ဖြစ်သွားမလားများသောအားဖြင့်ကျွန်တော်ကမှန်နေတယ်ဆိုရင်တော့မှကျွန်တော်ရှော့ပေးခဲ့တာတွေအများကြီးရှိပါတယ်ကိုကစိတ်မကောင်းဆိုရင်တော့မှမျိုးချလိုက်တာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တတိမထားမိလိုက်တာကကျွန်တော်အဲ့လိုမျိုးတစ်ခါလုံးမိတိုင်းကျွန်တော်ရဲ့တန်ဖိုး self worth ကဖြည်းဖြည်းချင်းညှို့နေလာပြီးတော့ကျွန်တော်တင်းငယ်လာသလိုခံစားရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကတော့တေချာတတိမထားမိပါဘူးနောက်ဆုံးကျတော့ကျွန်တော် limit ရောက်သွားတဲ့အချိန်မှာကျွန်တော်ပါသွားနားလဲသွားလဲဆိုတော့ကျွန်တော်တို့ကျင်နာမှုတရားတွေထားတာသူများကိုနားလဲပြီးတာကရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုယ့်ကို boundary တွေစီးပေါင်တွေမတတ်မှတ်ထားဘူးဆိုရင်သူများတွေကကျွန်တော်တို့ကိုအမြဲတမ်းခွာကျော်သွားမှာတက်နင်းသွားမှာကျွန်တော်တို့လည်းသူတို့အပြစ်တွေတော့ပြောလို့မရပါဘူးကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုအဲ့လိုမျိုးပေးလုပ်ထားတာကိုအဲ့ချိန်ကစပြီးတော့လဲကျွန်တော်ကိုယ့်ကိုဘာလို့ယုံကြည်မှုတွေပျောက်ဆုံးနေရတာလဲဆိုပြီးတော့မှသဘောပေါက်လာတယ်နောက်ပြီးတော့ကိုယ့်ကိုယ်တောင်ဘယ်လိုမျိုးလူလဲကိုဘာလိုချင်လဲဆိုတော့မသိရတော့တဲ့အထိဖြစ်လာတာကလည်းဒါကြောင့်ပဲပေါ့ကျွန်တော်ကလူတိုင်းကိုလိုက်ပြီးတော့နားလည်ဖို့စူးစမ်းနေတဲ့အချိန်မှာကျွန်တော်တို့ကိုယ့်ကိုယ်တော့နားမလည်တော့ဘူးပေါ့နော်နောက်ပြီးတော့တစ်ခုရှိတာကကျွန်တော်တို့ကအဲ့ဒီကျင်နာမှုတရားဆိုတဲ့ definition ကိုသူများတွေကိုအမြဲတမ်း short ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့နည်းနည်းလေးလွဲမှားနေရလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့ကအခြားသူတွေပေါ်မှာကျင်နာမှုတရားတွေထားလို့ရပါတယ်နားလည်ပေးလို့ရပါတယ်ဒါပေမဲ့အဲ့လိုလုံးနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့မိမိကိုယ်တန်ဖိုးတွေပါကျဆင်းလာပြီဆိုရင်အဲ့ဒါဆိုရင်နည်းနည်းလေးတော့လွဲနေပြီပေါ့နော်အဲ့လိုမျိုးကျင်နာတရားတွေ over ဖြစ်တတ်တဲ့သူတွေအားနာတတ်တဲ့သူတွေအဲ့ဒီအချင်းကိုဖျောက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ page ရဲ့ link ထဲမှာလမ်းညွှန် guideline လေးနဲ့ကျွန်တော် document လေးပေးထားပါတယ်စိတ်ဝင်စားတယ်ဆိုရင်တစ်ချက်သွားကြည့်လို့ရပါတယ်အဲ့ဒီ guideline လေးကြည့်ပြီးတော့မှကိုယ့်ကိုပြန်လဲသုံးသပ်ပြီးသွားပြီဆိုရင်တစ်ခုခုတွေးတောမိတယ်ဆိုရင်ကျွန်တော်ဒီ comment မှာတစ်ချက်ပြန်လဲမျှဝေပေးခဲ့ပါဦးနော်